ဒီနေ့မှဆိုရင်တော့မကြခင်မှာ original စာပေါ်ရောက်ရှိလာတော့မယ် hero nerf တွေအကြောင်းလေး buff ထားတဲ့ hero တွေနဲ့ဘယ်လို item future အသစ်တွေပါလာမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ကြည့်လိုက်အောင်ပထမဆုံးတစ်ကောင်အနေနဲ့ကတော့ Lucas ပါ Lucas ကိုတော့ buff ပေးထားပါတယ်ဘာဒီ buff လိုက်လဲဆိုရင်သူ့ရဲ့တွေးတက်နှုန်းပေါ့နော်တွေးတက်နှုန်းကို 8% ထိထပ်ပြီးတော့တိုးပေးထားပါတယ်ဒီကောင် 8% ထိတိုးပြီးတော့ buff ထားပြီးတဲ့ကြောင့်ဒီကောင်ကတွေးတက်ကျန်းလာမယ် hero တစ်ကောင်ပြပြီးတော့ meter ပြန်ဝင်လာမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနောက်တစ်ကောင်အနေနဲ့ကတော့ကျွန်တော်တို့ယူဆောင်ပါယူဆောင်ကတော့ nerf ကန်လိုက်ရပါတယ်အာလီပိုင်းတွေးခိုးတဲ့ရာခိုင်နှုန်းပေါ့နော်သူကပုံမှန် 30% နေပြီးတော့ 10% ထိရှော့ချပေးလိုက်တယ်အာလီပိုင်းမှာဒီကောင်အဲ့လောက်ကြီးနာတော့မှလည်းမဟုတ်ဘူးနောက်တော့ကတော့ဆိုယူပါဆိုယူတော့တတိတတကို buff ပေးထားတာပဲဖြစ်ပါတယ် level 1 2 ultimate skill 3ခုလုံးကို9 second နေပြီးတော့7 second ထိ ultimate 3ခုလုံးချပေးလိုက်တော့ဒီမှာ skill combo တွေများများသုံးလို့ရလာမယ်ဒီကိန်းရောက်လာတဲ့လောက် skill combo တွေများများဆက်နဲ့သုံးလာနိုင်မှာပဲဖြစ်ပါတယ်နောက်တော့ကတော့ Florin မှာ Florin နေနေကြည့်ရမယ်ဆိုရင် buff ထားပါတယ်သူက Twitter buff လိုက်တာတော့မဟုတ်ဘူးသူကသူ့ရဲ့ပန်းတွေပေါ့နော်အဲ့ဒါကိုထည့်ပေးထားတဲ့ hero သူက attacking တော့ 5% နေပြီးတော့ 8% ထိထပ်ပြီးတော့ပေါင်းပေးထားတယ်ပေါ့နော်အဲကြောင့်သူထည့်ထားတဲ့ hero က attacking 8% ထိပို့ပြီးတော့ရမယ် Twitter ကတော့ပုံမှန်ပဲ Florin ကအဲ့ဒါ buff ပေးထားပါတယ်နောက်တော့ကတော့ Hanzo ကလည်း buff ထားပါတယ် Hanzo ကဘာတွေပတ်လိုက်လဲဆိုရင် Hanzo ကလူကိုင်းလာတဲ့နေပြီဆိုသူ့ရဲ့ultimate ကိုရောင်းကို RD ဘိုင်းမှာကျွန်တော်24စက္ကန့်ရှိရပဲအစားကျွန်တော်16စက္ကန့်ထိရှော့ချပေးတယ်လေကင်းရောက်သွားလို့ရှိတော့သူက12စက္ကန့်ထိကိုသူကရှော့ချပေးထားတာပဲဖြစ်ပါတယ်ဟန်ဆိုကလည်းပြန်ကျန်းလာအောင်ပါပါ ultimate ခဏသုံးလို့ရှားလို့ပါပါမီးရတလို့ကျန်းရောဘာလို့ buff ပေးလိုက်လဲဆိုတော့မသိမီးရ ultimate ကိုရောင်းဗျာ RD ဘိုင်းဆိုပုံမှန်46စက္ကန့်နေပြီးတော့ခုစက္ကန့်30ထိအောင်ရှော့ချပေးထားတယ်ပြီးရင်သူ့လေကင်းရောက်လာတော့10စက္ကန့်ထိတောင်မှချပေးလိုက်တယ်ဗျာမီးရကိုပြောက်တိုင်ကြီးကခဏပြောက်လို့ရတော့မလို့ပဲဒီကောင်လဲကျန်းလာမှာ Obsidian Mesmer ထဲမှာ Obsidian ကကျန်းနေတယ်မှာပါတယ်သူ့ကိုကြတော့ nerf down buff down နှစ်ခုလုံးကိုချိန်ကြည့်လိုက်တော့သူ့ passive ကိုပတ်ပေးထားတယ် passive ကို buff လဲဆိုတာ तू အဲ့ညားလေးထွက်လာပြီဗျအဲ့ arrow လေးတွေကထွက်နှုံးကိုတင်ပေးတာထွက်နှုံးကတိတိကျကျမြန်လာမယ်ဒါပေမဲ့ damage ကိုတော့9ရာခိုင်နှုန်းရေပဲ6ရာခိုင်နှုန်းရှိတော့ short ချပေးတာ။မြန်နှုန်းတိုးလာမယ်။ damage ကိုတော့ချပေးတာ။အခု update မှာတိတိကျကျ nerf လိုက်တဲ့ကောင်ကတော့ကျွန်တော်တို့ဆိုတာပေါ့နော်။ဆိုတာကတော့တော်တော်ကြီးကို nerf ခံလိုက်ရတယ်။ faun ရဲ့သုံးရတဲ့ကြာကြီးကို nerf လိုက်တာ။သူက faun တွေတော့ကြာကြီးဆိုကျွန်တော် ultimate ကိုတော့ပြောတာမဟုတ်ဘူးဗျာ။ faun တွေကကျွန်တော်တို့ဥပမာ lightning faun ပြောင်းလိုက်တယ်။ lightning faun ပြောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ပုံမှန်က24စက္ကန့်ကြာအောင် lightning faun သုံးနိုင်တယ်သုံးနိုင်လို့ရှိရင်အခုကသူက16စက္ကန့်ထိပဲသုံးနိုင်တော့မှာဗျာဖောင်ပြောင်းထားတဲ့အဲ16စက္ကန့်အတွင်းမှာပဲ hero တကောင်လိုက်တက်နိုင်ပဒေဆိုင်နိုင်ပါဗျာအဲ့လိုမျိုးဒီကောင်ကချိန်ပေးလိုက်တယ်ပြီးရင်လေကင်းမှာဆိုရင်တော့သူက14စက္ကန့်ထိတောင်မှ short ချလိုက်တာဗျာအဲ့လိုကြီးပြီးရင်တိမ်ဖောင်ပေါ့နော်တိမ်ဖောင်ဆိုရင်လည်းဒီတိုင်းပဲကျွန်တော်တို့ပုံမှန်24စက္ကန့်ထိကြာသုံးနိုင်တာနေပြီးတော့ကျွန်တော်တို့16စက္ကန့်ထိပဲသုံးနိုင်တော့မယ်အရင်ပုံမှန်32စက္ကန့်ကြာသုံးနိုင်ရင်လည်း24စက္ကန့်ထိပဲဖောင်ကိုကြာသုံးနိုင်တော့မှာပဲဖြစ်ပါတယ် item တွေမှာလည်း buff လိုက်တဲ့ item ရှိပါတယ်သူကကြတော့ war ace ပါပဲတော့တွေးတက်တဲ့8ရာခိုင်နှုန်းကို physical ခုတ်ရင်တွေးတက်မဲ့ light steal 8ရာခိုင်နှုန်းပြောင်းပေးထားတဲ့သူကတွေးတက်ပိုပြီးပါကျန်းလာမယ်လို့တော့ထင်တယ်ဗျဒီကောင်လည်းအဲ့လို buff ပေးတယ်လို့ကျွန်တော်ကြားတယ်ပေါ့နော်ပြီးတော့ item pre-order future အသစ်ပေါ့နော်ကျွန်တော်တို့ဒီလက်နှီးတဲ့brother တို့ပေါ့နော်လက်နေတဲ့ brother တွေအတွက်ဘလူးတော့တေချာလုပ်ပေးလိုက်တယ်လို့တော့မြင်တယ် pro player လေးဖြစ်ကြည့်ပါဗျာလို့လဲဆိုရင်ဒီကောင်ကသူက pre order တင်ရတာပေါ့နော်ကျွန်တော်တို့ item ဆုံးသွားပြီ full item ဖြစ်သွားပြီဆိုရင်ဒီခုမှကျွန်တော် input ဝယ်ထားတယ်ကွင်းဝင်ပြောင်းနေတယ်ပေါ့နော်ကွင်းဝင်ပြောင်းနေလို့ရှိရင်ရေတော့ဆိုရင်ဖတ်ဆိုပြီးပြောင်းရတာအဲ့လိုပြောင်းရတဲ့အချိန်မှာအခုကပြောင်းကြမလို့တော့ဘူးကျွန်တော်တို့ပတ်စံလောက်တာနဲ့ဒီဘေးနားလေးမှာ pre order ဆိုပြီးပေါ်တယ် pre order လေးကိုဝယ်ထားလိုက်လို့ရှိရင်သူကကို input တွေကြာသွားတာနဲ့ချက်ချင်းကွင်းဝင်ချက်ချင်းဖတ်ဆိုပြီးတော့နှိပ်လို့ရအောင်ဒီဘက်တောက်လေးမပေါ်လာပါဘူးเนาะပုံမှန် item ဝယ်တဲ့နေရာလေးပါပဲဒါလည်း future တစ်ပါကျွန်တော်တို့ဒါပါပဲကျွန်တော်တို့ဒီ update မှာပါလာတဲ့ future တစ်လေးတွေကျွန်တော်ပြောပြရင်းနဲ့ကျွန်တော်ရဲ့ video လေးကြိုက်နေတယ်ဆိုရင် like and follow လေးလုပ်ပေးခဲ့ပါကျေးဇူးတင်ပါတယ်